ကဲရှင်တို့ဖုန်းတစ်လုံးဝယ်မယ်ဆိုရင် performance ကောင်းနဲ့ battery အားကြာရှည်ခံတဲ့ model လေးတွေကိုဝယ်ချင်လားဒါဆိုရင်တော့အမုံကဒီလိုမျိုး Turbo 4နဲ့ Turbo 4 Pro လေးကိုဝယ်ဖို့အကြံပြုချင်ပါတယ် Turbo 4 လေးတွေ Turbo 4 Pro လေးတွေကကြတော့ performance လည်းကောင်းတယ် design လည်းလှတယ် battery အားလည်းကြာရှည်ခံတဲ့ထဲမှာပါပါတယ်အဲ့တော့ gaming အတွက်အဓိကသုံးချင်တဲ့သူလေးတွေအတွက်ကတော့ Turbo 4 Pro လေးကိုရွေးပါ daily use အတွက်ကတော့ Turbo 4 လေးကိုရွေးလို့ရပါတယ်အဲ့တော့second နဲ့ကဒီလိုမျိုးပူပစ္စည်းစုံအလုံးတန့်လေးတွေကိုလိုချင်နေဆိုရင်တော့အမုံရဲ့ထာဝရ mobile ဆိုင်လေးကိုလာရောက်ဝယ်အားပေးလို့ရပါတယ်လက်ငင်းဝယ်မလားဒါမှမဟုတ်ရင်လည်းအရစ်ကျလေးနဲ့ယူမလားအရစ်ကျလေးနဲ့ဆိုရင်လည်းမုံလို့စီမှာရှောက်လို့ရတယ်ပေါ့နော်သူကစာရွက်စာတမ်းလေးစုံနေဆိုလို့ရှိရင်တော့နေ့ချင်းတနားရီခွဲဝန်းကျင်လောက်စောင့်လို့ရှိရင်နေ့ချင်း approve ကြပါတယ်အဲ့တော့စာရွက်စာတမ်းလေးတွေကဘာတွေလိုအပ်မလဲဆိုရင်အရေးကြလျှောက်ဖို့အတွက်ကမှတ်ပုံတင်မူရင်းလေးလိုမယ်နောက်ပြီးတော့တကောင်စင်းမူရင်းလေးလိုမယ်ရက်ကွက်ထောက်ခံစာလေးလိုပါမယ်ဧည့်စင်းလေးလိုပါမယ်ရှင်တကောင်စင်းကနေတကောင်စင်းဖြစ်နေရင်ဧည့်စင်းလိုပါမယ်နော်ရန်ကုန်တကောင်စင်းမဲဆိုရင်တော့မလိုပါဘူးဧည့်စင်းအဲ့တော့ဒီအချက်လက်လေးပြည့်စုံနေဆိုလို့ရှိရင်ကိုကပုံမှန်ဝင်ငွေလဲရှိရဆိုရင်အရေးကြလျှောက်ပြီးတော့လဲယူလို့ရပါတယ်နောက်တစ်ခုကခုချိန်ကဖုန်းလေးတွေဝယ်ဖို့စိတ်ကူးရှိတယ်ဆိုလို့ရှိရင်တော့လာဝယ်ထားကြဖို့အကြံပြုချင်ပါတယ်နော်အဲ့တော့ဖုန်းနဲ့ပတ်သက်ပြီးတော့ဘာပဲလို့အလဲထပ်ပဲလုပ်ချင်လားရောင်းချင်လားဒါမှမဟုတ်ရင်ကိုကဒီလိုမျိုး update model လေးတွေကိုကင်ချင်လားအဲ့လိုမျိုးဖုန်းနဲ့ပတ်သက်တာမှန်သမျှပေါ့နော်အမိုးရထာဝရ mobile မှာအစုံရပါတယ်တနေရာထဲမှာပြည့်စုံအောင်ရတာဖြစ်လို့မလို့အမုံတို့ရထာဝရ mobile လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်